မြတ်စွာဘုရားဝိတော်မူစဉ်ကရွှေညံတော်ကိုရွက်ဖွင့်မှာလူဤလောကရန်ကိုပြီးမြင်တော်မူသောရွှေသမီးပေါ်တော့အတိတ်ပဲတွင်ကြည်ကြည်နေနေဝူရချွေတို့နေဓမ္မစကြာတရားမကြည်အောင်နေညာအမှန်ပူဇော်တရားကိုင်းရဲ့အနာကိုင်းရဲ့တောတာပဲဧကံကြည်ကြတော့တရားကိုင်းရဲ့အနာကိုင်းရဲ့တောတာပဲဧကံကြည်ကြတော့အသိချာသိချီမရေမတွေ့နိုင်တော့ပိဋကပေါ်တရားကိုင်းရဲ့အနာကိုင်းရဲ့တောတာပဲဧကံကြည်ကြတော့တရားကိုင်းရဲ့အနာကိုင်းရဲ့တောတာပဲဧကံကြည်ကြတော့
ရွှေနှုတ်တော်အပင်မြန်စသမားပဲနေဖျားမြဲဤမဟာရွှေနှုတ်တော်ရှုသေးစွာလက်စုံမိုး၍မချောင်ရှိခုသနာပြမနဲ့လူအပေါ်ဒေသနာချလိုက်တော့ကဘာလောကမြေပြင်မှာသုံးချိန်တိုင်အောင်အမတန်သာ